ခုကစားပြမှာကတော့ decline dumbbell press ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ဒီလို decline bench ကိုရွှေ့လိုက်ရပါမယ် decline bench မှာကျွန်တော်တို့လှဲအိတ်လိုက်ပါမယ်လှဲအိတ်ပြီးတော့ရင်ကျွန်တော်တို့အလေးတုံးကိုကိုယ့်ရဲ့ရှင်ဘက်အောက်နားမှာယူလိုက်ပါမယ်ကိုယ့်ရဲ့ရှင်ဘက်အောက်နားမှာအလေးတုံးကိုထားထားပြီးတော့ကျွန်တော်တို့ရဲ့လက်ဖက်တွေကဖြောင်းနေရပါမယ်အလေးတုံးကကိုယ့်ရဲ့ရှင်ဘက်အောက်နားမှာရှိပါမယ်ပြီးရင်ကျွန်တော်တို့ရှင်ဘက်အောက်ရဲ့အပေါ်တက်တဲ့ကိုလက်ကိုဆန့်နေပြီးကျင်ပါမယ်ပြီးရင်ပြန်ချပြီးတော့ကစားရပါမယ်ဒီကစားနည်းကိုကစားတဲ့အခါကျွန်တော်တို့ရှင်ဘက်တွေပို့ပြီးကြည့်ရအောင်ကြောကိုအနောက်မှာကျစ်ပြီးတော့ဆုထားလိုက်ပါမယ်အဲ့ဒါဆိုကျွန်တော်တို့ရဲ့ရှင်ဘက်ကိုပို့ပြီးတော့အားရောက်ပါမယ်ပြီးရင်ရှင်ဘက်အောက်ရဲ့အပေါ်တက်တဲ့ကိုအလေးတုံးကိုတင်ရပါမယ်ဒီလိုတင်ပြီးတော့ကစားရပါမယ်ဒီကစားနည်းကကျွန်တော်တို့ရဲ့ရှင်ဘက်အောက်ပိုင်းမှာဆက်တွေကိုထိရောက်တဲ့ဒီကလိုင်းကစားနည်းဖြစ်ပါတယ်10ချိန်ကနေ12ချိန်3ကြော့ကစားရပါမယ်